မူဆိုးဖို့ရွာဤခံတပ်နှင့်ကျူးကျော်သူတို့ဤစမ်းသက်ချက်မူဆိုးဖို့ရွာသားတို့ဤခုခံမှုတည်သည်ဟန်တာဝတီတက်မတော်ဤနာသို့လင်းမြန်စွာရောက်ရှိသွားသည်တာမန်ရွာသူကြီးတဦးကအမိန့်ကိုဖီဆန်ယုံမကပဲတက်စုတစုကိုပါအရှုံးပေးဆုတ်ခွာစေခဲ့သည်မှာသူတို့အတွက်အဆက်တကွဲဖြစ်စေရပင်တခန်တက်ကိုတိဆောက်ခြင်းဦးအောင်စေရသည်ရန်သူများပြန်လာမည်ကိုကောင်းကောင်းသိနေသောကြောင့်သူသည်အချိန်ကိုအလားဟတမဖြုံးတီးပဲရွာသားများကိုစုယုံကပြင်ဆင်မှုများစတင်ခဲ့သည်ရောင်းရင်တို့ငါတို့တိုက်ပွဲကခုမှစတာသူတို့ဒီထက်များတဲ့အင်အားနဲ့ပြန်လာလိမ့်မယ်ငါတို့မှာအုတ်တိုင်းမရှိပေမဲ့ခိုင်မာတဲ့စိတ်သက်တိုင်းရှိရမယ်သူသည်မူဆိုးဖို့ရွာကိုဝိုင်းပတ်၍စူးလေကျုံနှင့်တစ်တက်များကိုအလျင်အမြန်တိဆောက်စေသည့်အမျိုးသမီးများကရိတ်ခါဆူဆောင်းကြပြီးအမျိုးသားများကဝါချုံများလေးနေများကိုပြင်ဆင်ထားကြသည်ဦးအောင်စေရကိုယ်တိုင်ရွာသားများကိုဓာခုတ်လှန်ထိုးပညာရက်များတင်ကြားပေးကတက်စိတ်ငယ်များဖွဲ့စည်းပေးလိုက်သည်နှင့်ရန်သူလှိုင်းလုံးကြီးများရောက်ရှိလာခြင်းမကြာမီမှာပင်ဟန်တာဝတီဘက်မှအင်အား1000ကျော်ရှိသောစစ်ကြောင်းကြီးတစ်ခုသည်မူဆိုးဖို့ရွာသို့စစ်ချီလာခဲ့သည်စစ်ဗိုလ်ချုပ်ကြီးတဦးသည်မြင်းပေါ်မှနေ၍ခိုင်ခန့်အောင်ပြုလုပ်ထားသောရွာတကားကိုကြည့်ကလှောင်ပြုံးလိုက်သည်ဝါချန်စီယိုနှင့်ငါတို့တက်ကိုတားဆီးနိုင်မယ်ထင်နေသလားတနာရီအတွင်းဒီရွာကိုမိရှို့ပစ်မယ်ဟန်တာဝတီတပ်သားများသည်ကြွေးကြော်သံများနှင့်အတူရွာတကားကိုစတင်စီးနှင်းကြည်လေလာသည်လေးများမိုးရွာတကဲ့သို့ကျလာတော့လဲဦးအောင်စေရသည်ကင်းမျော်စင်ပုံမှနေ၍တည်ငြိမ်စွာစောင့်ကြည့်နေသည်သုံးပြူဟာမြောက်တတိရန်သူများရွာတကားဝသို့ရောက်ရှိလာချိန်တွင်ဦးအောင်စေရကအချက်ပေးလိုက်သည်အခုပဲရွာအတွင်းမှဝတ်ထားသောထောင်ချောက်များဝါဆက်ကွင်းများထွက်ပေါ်လာပြီးရန်သူများကိုအထိနာစေသည်ထို့နောက်ဦးအောင်စေရသည်သူရဲကောင်း68ယောက်ကိုဦးဆောင်ကရွာတကားကိုဖွင့်၍ရန်သူအလဲသို့ဓာချင်းရှက်ကထိုးဖောက်တိုက်ခိုက်လေသည်ထိုတိုက်ပွဲတွင်ဦးအောင်စေရ၏ဓာချက်မှာလျှက်စီးလက်တကဲ့သို့မြန်ဆန်လွန်းလာပါသည်သူသည်ရန်သူအင်အားကိုမမှုပဲစစ်ဗိုလ်ချုပ်ရှိရာစီသို့တက်ဦးတည်သွားလိုက်ပါသည်ရန်သူများမှာသူ၏ရဲရင်မှုကိုကြည့်ပြီးမျက်လုံးပြူးကနောက်ဆုတ်ကုန်ကြသည်သူကလူလားနတ်လားမသိဘူးဘလို့မှတားလို့မရပါလားဟုရန်သူတပ်သားများကြောက်လန့်တကြားအော်ဟစ်ကြသည်လေးအောင်ပွဲနောက်ွယ်မှဂတိတစ္ဆာညနေဆောင်သောအခါဟန်တာဝတီတက်မတော်သည်အလောင်းများစွာကိုထားရစ်ခဲ့ပြီးကွဲပြားစွာဆုတ်ခွာသွားရပြန်သည်မူဆိုးဖို့ရွာလေးသည်အောင်ပွဲခံနိုင်ခဲ့ပြီထိုညတွင်ဦးအောင်စေရသည်မိဘုံဘေးတွင်ထိုင်ရင်းသူ၏တပည့်ရင်းများကိုကြည့်ကပြောလိုက်သည်ငါတို့ဒီနေ့နိုင်ရတာဟာငါတို့တတိကြောင့်တင်မဟုတ်ဘူးငါတို့ညီညွတ်လို့လည်းပါဝင်နေဒါပေမဲ့တတိထားကြဒါဟာမူဆိုးဖို့အတွက်တိုက်ပွဲတင်မဟုတ်တော့ဘူးတပီလုံးကိုကျွပြခြင်းတဲ့သူတွေလက်ထဲကကဲတင်ဖို့ငါတို့မှာတာဝန်ရှိလာပြီသူသည်သူ၏လက်ရှိအမည်အောင်စေရမှသည်ရန်သူအလုံးကိုအောင်နိုင်သူအလောင်းမင်းတရားဖြစ်တမိုင်းတွင်မြည်လန်းစကိုထိုညကပင်စတင်ဖောက်လုပ်လေတော့သည်အပိုင်း3တွင်ဆက်လက်ရှုစားပါဦးအောင်စေရသည်အနီးနားရှိရွာများကိုမိတို့စီးယုံမိနီရန်သူတို့၏နောက်ထပ်အကြံစီကဘာဖြစ်မလဲ